ဒီနေ့ကျော်စိုးရဲ့ဟို PDF အုပ်ကူတွေပေါ့ဖနစီပြတဲ့ဓာတ်ပုံနဲ့ဒီကောင်ထပ်ပြီးပြောရတဲ့ဗီဒီယိုနဲ့ကိုတွေ့ဒီကောင်လေးကိုကျွန်တော်ဟိုဟာဖြစ်တာလက်ကလက်လောက်ထားတာကြာပြီဒီကောင်တည်င်းလေးလည်းမကြည့်ဘူးအဲ့လိုဆိုဒီကောင်လေးကပြောမှဆိုတယ်ဘုံဘုံနဲ့ကောင်လေဘယ်မရှိတန်းမရှိတဲ့အတွက်ဒီကောင်လေးကဖတ်မတော့တာဘာအစင်တန်းမှလည်းမရှိဘူးဘာဘုံဘုံရတဲ့အစင်တော့လည်းရုပ်ကလည်းစာလေးကောင်းရုပ်လည်းဘာရုပ်မှမပေါ့လေကောင်မင်းတို့မပလိန်ကျင်ဘူးငါမတန်ဘူးငါအစင်လည်းမတန်မင်းလောက်ရကလွန်သွားလို့ထွက်ပြောတာနိုင်ငံရေးချင်းချင်းဖြစ်နေပြင်မာတွေ့မင်းတို့ကောင်တွေကိုကြီးကြာမင်းတို့အဲ့မှာနောက်ကိုကောင်တစ်ကောင်ရှိသေးတယ်ရုပ်တွေကဟိုပါလေအကြံဖတ်မျိုးလုံးတခိုးမျက်နှာကလင်ကကြစ်လီတန်တဲ့ကောင်ရဲ့ကောင်ကြီးမင်းတို့ငုံတဲ့ဘောအရောင်ဘောမဟုတ်ဘူးပြောရင်ခေါင်းကြီးမင်းတို့တေချာတဲ့ဆန်းကြီးကိုဘောကုံတော့ဘယ်နှဆင့်တော့ဖမ်းငုံထားတဲ့ဗဇက်မျိုးတွေလည်းမသိဘူးတိုးလိုက်ပြန်နေမဖိတပိဘောလှမ်းကုံလို့မင်းတို့ကောင်ကြီးကြံဖန်ပြီးကုံယူမှငါဘယ်ဘာမဟုတ်လားရဘယ်ဘာနေနေရစောက်သုံးမချဘူးရိုးရိုးလေးကကိုကြိုးပဲကိုကြည့်တာမင်းတို့လည်းကိုကြိုးကြည့်လို့ဒီငုံတော့ဒီငုံတော့ဒီအရေးဝင်တော့လေမင်းတို့ကောင်ကြီးကိုကြိုးပဲကြည့်တော့မှာနေတိုင်းပေါ်ကနေပြီးတော့ပေါက်ပန်းလေးတွေလက်လျှောက်ပြောပြီးတော့ပြည်သူလူထုကစိတ်ခတ်သေးတယ်တရင်အမှားပေးသေးတယ်မင်းပြည်သူလူထုစိတ်ခတ်တာမဟုတ်ဘူးမင်းကစစ်တပ်ထဲမှာဘာမှမတိအောင်လှုပ်ထားတဲ့ကောင်ကြီးရဲ့အောက်မှာနေနေအောက်ဆွဲကောင်ကြီးကိုစစ်သားဟောလက်နက်ကန်စစ်တိုက်တဲ့ကောင်ကြီးအဲ့ဒီကောင်လေးကိုစိတ်ခတ်မင်းအဲ့ဒီကောင်လေးကိုချနေတာကျော်စုသူများအသက်နဲ့မထမင်းစားရတယ်လိပ်ပြလို့ငါပြောပြလိုက်မယ်မင်းတအားစစ်တပ်ကိုချစ်နေအခုအဲ့တိုက်ပွဲမှာမင်းတို့တေသွားတယ်မင်းတို့စစ်သားတွေရှိတယ်တေသွားတဲ့စစ်သားရဲ့ gratuity ပင်စင်တွေသူမိသားစုခံစားခွင့်ရှိတယ်မရဘူးမင်းတို့ပြောအဲ့ဒါမင်းတို့အဲ့ဒါမျိုးကြတော့မပြောဘူးဟိုအောက်ကျဘာမှမသိတဲ့စစ်သားတွေတွားပြီးတော့သူတို့အသက်တွေကိုချနေမင်းတို့ရက်တီတော့လုံနေတာခင်ဗျားတို့အဲကြော်ဆိုးနားထောင်နေကောင်းတယ်ခင်ဗျားအဲ့ဒါတွေပြောမတီနဲ့စစ်သားရရှိတယ်မင်းပြောရင်ငါပြောတဲ့ဥစ္စာကိုမင်းသွားလှုပ်ကြည့်သွားမင်းအဲ့ဒါဝေဖန်ထောက်ပြကြည့်ပြောကြည့်ပါလားမင်းတို့ဘာတွေဒီဟာဒီလိုတို့မရသေးပါဘူးပြောကြည့်မင်းကိုယ်တိုင်တစ်ထိပ်နှစ်ကွင်းလစ်လိုက်တော့အနည်းဆက်ဆုံးထောက်အဲ့ဘင်းတို့ကောင်မျိုးကစစ်တပ်မှရမင်းတို့ကောင်မျိုးဖမ်းပြီးရင်ရောထောင်အောင်ချင်းကြီးမရအောင်သဘောပေါက်လားအဲ့ချုပ်ထဲမှာနေမင်းတို့ကောင်မျိုးကအဲ့မှာသပင်မွေးတစ်ချောပဲကြောင်ဆွမ်းထုတ်လိုက်ပါကြောင်လုံးလုံးနဲ့အဲ့ဒါပါမင်းပြောတဲ့အချိန်မှာပါသေးတယ်ပါလေဆရာတော်တန်ဃာတော်တွေရုပ်တံကြည့်ပြီးအာဃာတော်ပြောတယ်မင်းတို့ရုပ်ကိုမြင်နေအာဃာတော်ကပြနေပြီဟိုမတိပတာနဲ့သူချက်နေကိုကြည့်အောင်ဆရာတော်တန်ဃာတော်တွေရှော့ပြီးတော့အလွယ်သုံးစားလုပ်ချင်တယ်ပေါ့ဒီနေ့ထမင်းနှစ်နက်စားရဖို့ရေးကြောတကင်းသာအိပ်ရဖို့ရေးကိုလိုလို့လိုက်တော့အဲ့ရောလိုလို့လားမင်းပြောလိုက်တဲ့စကားတော်တော်များများအသက်တွေအများကြီးပါသွားတယ်ပြောရပါအုတ်ကူကြီးကကျွန်တော်ရှင်းရမှာကျွန်တော်ရှင်းရအောင်လည်းမင်းဘာကောင်မင်းဘာကောင်မို့လို့ရှင်းရမှာမင်းဘာကောင်မို့လို့ဒီအုတ်ကူကိုရှင်းရမှာမင်းဘာကောင်မှမဟုတ်ဘူးအဲ့ကောင်ရဲ့လောင်ကြီးတော့ဖြစ်မှာကွာကဲဟုတ်ပြီတင်ញိုင်ကိုနေရာမှာရှိတယ်ကွာရှိရမယ်ကွာအဲ့ဒါကြတော့မင်းတို့အဲ့တင်ញိုင်ကိုမင်းတို့နေပြီးတော့ရွှေ့ပေးလိုက်မကောင်းလားဟမ်ဒါငါတို့တော်လာတဲ့ကောင်ကြီးတင်ញိုင်ကုန်သူပြီးတော့ဟမ်လောက်ရဲတာတမိုင်းကောက်ကိုကြိုးစားနေကောင်ကြီးမင်းတို့ကတင်ញိုင်ကုန်တော့လောက်ခွင့်မပေးတဲ့ကောင်ကြီးလောက်ခွင့်မပေးရတဲ့ကောင်ကြီးတင်ញိုင်ကုန်တော့လောက်ခွင့်မပေးရဘူးမင်းတို့လူအရှင်ကြီးတို့လည်းမင်းမပြောတော့နဲ့တီရီတဲ့အယိုးတော့ဘာမှပြန်မလုပ်နိုင်တဲ့သူတွေတော့မှပဲမင်းတို့တင်ញိုင်ကုန်တော့တတ်မှလောက်ခွင့်မပေးရတဲ့ကောင်ကြီးမင်းတို့ဘာတွေပြောတယ်ပါလဲငင်းငင်း NC လက်မှတ်လာထိုးပါလက်နက်ကိုင်းကြိုးစိုးနေပါတယ်ကြိုးစိုးနေတင်ញိုင်ကိုရွှေ့သွားလိမင်းတို့နေပြီးတော့မှငါတို့ဒေါ်လာနဲ့ကောင်တွေတခါတခါပြတာပါလားဘာလို့ဖြတ်လဲမင်းတို့ပြထားသေးတယ်အဲ့အုပ်ကိုရွှေ့ပြတာဝิญဉ်တွေပါခေါ်ပါမင်းတို့နေပြီးတော့ဒါကောင်းကောင်းအေးရမယ်ထင်လို့လားဝิญဉ်တွေလာပြီးမင်းတို့ဒေါ်လာလိုက်မယ်ပါလေငါတို့ကမင်းတို့ရဲ့အနေနဲ့တော့ထားမခံချမင်းစစ်ဝင်တိုက်လိုက်ပါလားရောစစ်တပ်တွေဝင်ပြီးတော့ဟမ်
ဒါလောက်တော့ဇာတိဒီဇာတိမှတက်ကြနေမင်းတက်ရွယ်နေတော့ရောက်ရေး DSC လည်းမမီတော့ဘူး DST လည်းမမီတော့ဘူး ODS လည်းမရှောက်လို့မရတော့ဘူးမင်းဝင်ချင်းအခြေခံတင်နိုင်ဝင်လို့ရတယ်ပြီးသူစစ်မှုတန်းဥတွေနဲ့ဝင်လို့ရတယ်စစ်ဝင်တိုက်လေစစ်တပ်ကြောင်းတော့မသိသွားမယ်စစ်တပ်တဲ့ရောက်တယ်ဝင်ကြည့်ပါလားမင်းတက်ရွယ်တော့ရသေးတယ်ရောက်အခြေခံနဲ့ရဲဘော်လုပ်လို့ရသေးတယ်စစ်ဘူယူနေကြတာမထားဘူးချပါစေမင်းစစ်ဝင်တိုက်လိုက်လက်နဲ့ကန်လိုက်စစ်စင်ရေးနေပြီတကူကျွန်တော်သွားပါမယ်ရွရွချွန်တိုက်ပါမယ်သူပြီးတော့ volunteer နဲ့ဆန္ဒပြုလိုက်ဒါပါမှာကွာမင်းတို့ရဒါပါမှာနော်တင်ပြလို့ရတဲ့ဒါပါကြီးမှာဆန္ဒပြုလိုက်မင်းတို့ပေါက်ပါမယ်စစ်တဲ့ကြောင့်မင်းသဘောပေါက်သွားမယ်ငါကောင်မင်းစစ်တဲ့ဝန်ခိုင်းတော့ငါမားသွားတယ်ဒီလောက်ခကြီးလေးသွားတော့ကိုလည်းနာပြီးတရင်မရနိုင်ဟုတ်လား9မိုင်မနာတန်းလို့မိုင်30လို့10မိုင်လို့ဆိုရင်မင်းတို့ကောင်မျိုးကိုတတ်သိဝါနိုင်တဲ့နေသားမျိုးရှိတယ်သိလားဖြတ်တန်းကြီးအဲ့ဒီဘဝတွေဖြတ်တန်းကြီးနော်မတိပဲနဲ့အပြင်ကနေပြီးတော့လေနဲ့ကိုအနေစားချောင်းကိုယူလက်လျှောက်ပြောနေပါစစ်သားတို့ကောင်ကြီးပြောပြအောင်အဲ့ကောင်နားလဲအောင်မင်းတို့တတ်နေတဲ့ကောင်ကြီးအခုတော့ခရီးသွားတော့ကိုလည်းကြိုက်နေတာဆိုရင်ကွာမင်းစဉ်းစားကြည့်ရှီတန်းမှာကျွန်တော်ရိုးရိုးချိုတိုက်ပါမယ်ဇာတိလေးဇာတိမှာတက်ကြပြီးမထားဘူးဆိုတော့ကောစစ်တိုင်ရင်မြတ်ထင်လို့နှာခေါင်းမှာထဲထိုးနေမယ်ဟိုတိုးတဲ့ဟိုထဲထိုးတဲ့ကျွန်းရဟိုအဝေးတိရောက်သွားနေမယ်အဲ့လိုကောင်မျိုးသာစစ်တိုင်ကန်ကိုတေးကြတယ်မင်းရှုံးပါပဲရောက်နေမင်းတို့အများကြီးမစဉ်းစားနဲ့မင်းတို့အများကြီးမစဉ်းစားနဲ့မင်းတို့အများကြီးစဉ်းစားရင်ယူပါလေတဲ့အဲ့လိုကောင်မျိုးတွေမင်းတို့များများခိုးွယ်နော်အေးဟုတ်ပါပြီကိုကျခင်ဗျားမာဂန်ပရိသတ်ပါတော့ကျွန်တော်နဲ့စစ်လေးတွေတော့လာတိုက်ကြည့်ပါမင်းတို့ခေါ်ကြည့်ပါအဲ့ရစစ်သားတွေခေါ်နေငါမင်းတို့ကတတိဖိတာနော်မင်းတို့ကောင်တွေသတ်နေတာအဲ့ဒီကောင်တွေအာဟိုကမတတ်ဘူးမင်းတို့ရှင်သေးရှင်တို့ဒီပြီးနှန်းနေပေးနေတာနော်တနေ့ချပါနေဝင်ပါလက်ကားပြောတယ်မသေမစိုးလို့မင်းတို့ရှိရနောင်တော်ကြီးသေဝါနောင်တော်ကြီးလည်းပေးကြည့်အောင်ပြီးသားသူတွေgratuity ပင်စင်ရောရတာကိုကျော်စိုးကြီးကလှုပ်ပြီးတယ်ကျွန်တော် gratuity ရပါတယ်ပင်စင်ရပါပါစစ်သားငါ့ကိုပြနားလည်းမထည့်ဘူးဒီကောင်လေးမင်းတို့တတ်ပြီးသူတို့ဘဝကိုတိဆောက်နေတာအဲ့ကောင်လေးနော်မင်းတို့နားလည်းတည်ပြီနားလည်းတည်တော့လည်းခင်ဗျားတို့ကြည်ရင်နာစရာကြီးတို့ပါတော့ရင်နာမှာရောက်ရေးမင်းတို့ကောင်ကြီးရင်နာမှာရောက်ရေးအဲ့ဒီကောင်ကြီးတွတ်ကြည့်ပြီးတော့ဟုတ်တယ် तू ပြောတာမှန်တယ် तू ကနောက်တန်းမှာအဲကောင်နဲ့မှာအေးစီပဲတနေ့သတင်းသဖို့တော့ရတယ်ကိုလည်းနိုင်မရိုက်ဘူးကိုဒီလက်တွေနိုင်ရင်သတင်းမရိုက်ဘူးမင်းတို့ကိုလက်တွေနိုင်ရင်အစမတိုက်လို့ရတယ်လမ်းမလျှောက်လို့ရပြောတယ်ရှင်းနေရဲ့နော်မင်းတို့ကောင်ကြီးစဉ်းစားဦးရန်ရစမတိုက်ဘူးစစ်တိုက်နေတဲ့ကောင်တို့လက်ကားတက်အသေးခံခိုင်းနေတဲ့ကောင်အဲ့ဒီကောင်ကမင်းတို့စစ်သားတွေကောင်စစ်သားကောင်တွေအဲ့ဒီကောင်တွေမင်းတို့အစိတ်ခန့်နေတာမင်းတို့တတ်နေတာအဲ့ဒီကောင်တွေနော်မင်းတို့တတ်နေတာအဲ့ဒီကောင်တွေအကြမ်းဖက်မျိုးလုံးတခိုးမျက်နှာကလေးကြီးလီတန်တဲ့အကောင်တွေမင်းတို့တတ်နေတာဘယ်ကောင်မှမတတ်ဘူးနော်တရင်လေးပါတဲ့ကြည့်ကြအောင်ဘယ်တော့ပဲပြောမယ်